လက်ရှိထိုင်းနဲ့ကမ်ဘောဒီးယားနယ်စပ်မှာအခြေအနေမငြိမ်သက်မှုတွေဖြစ်နေအောင်အားလုံးလည်းသိကြမှာပါ။နယ်စပ်မှာဟိုဘက်နဲ့ဒီဘက်အပြန်အလှန်ပစ်ခတ်မှုတွေဖြစ်ခဲ့ကြပြီးတော့အရက်သားစစ်သားတွေပါနှစ်ဖက်အထိခိုက်အကြဆုံးတွေရှိနေပါတယ်။လက်ရှိအထိလည်းအခြေအနေတွေကတင်းမာနေစေဖြစ်ပါတယ်။သူတို့နိုင်ငံကြားပဋိပက္ခတွေဟာဘယ်ကနေဘလို့စတင်ခဲ့လဲဆိုတဲ့အကြောင်းဘူဒူတာအနေနဲ့ပြောပြပေးတော့မှာဖြစ်ပါတယ်။ဗီဒီယိုလေးမစခင်မှာ channel လေးကို like and follow လုပ်ပေးကြပါဦး။ Okay, let's go. ဒီကြောင့်ပြောရမယ်ဆိုရင်ဟိုးရင်ခေတ်က Angkor Empire အကြောင်းကနေစပြောရပါမယ်။အရင်တော့ကမ်ဘောဒီးယားဟာ Angkor Empire လို့ခေါ်တဲ့အင်အားကြီးနိုင်ငံဖြစ်ရှိခဲ့ပူပါတယ်။ဒီ Empire ကြီးဟာထိုင်းနိုင်ငံရဲ့အစိတ်ပိုင်းတော်တော်များများကိုလည်းထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။ဒါပေမဲ့15ရာစုရောက်တော့ Angkor Empire ကြီးကပြိုလဲသွားခဲ့ပါတယ်။ဒီကနေစပြီးထိုင်းနဲ့ကမ်ဘောဒီးယားတို့ရဲ့နေမြေပိုင်းခြားရေးပြဿနာတွေကစပြီးပေါ်ပေါက်လာခဲ့ပါတယ်။ဒါပေမဲ့လက်ရှိဖြစ်နေတဲ့နယ်စပ်အငြင်းပွားမှုကိစ္စကတော့20ရာစုအစောပိုင်းလောက်မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။အကြောင်းရင်းကတော့ကိုလိုနီမြေပုံဆွဲတဲ့အခါမှာအငြင်းပွားစရာကြီးဖြစ်ခဲ့တာကြောင့်ပဲဖြစ်ပါတယ်။1904ခုနှစ်ကာလတွေမှာဆိုရင်ကမ်ဘောဒီးယားကိုပြင်သစ်ကအုပ်ချုပ်နေတဲ့ကာလဖြစ်ပါတယ်။အဲ့ဒီအချိန်မှာပြင်သစ်ကိုလိုနီအစိုးရနဲ့ထိုင်းပြည်တို့ကနှစ်နိုင်ငံကြားနယ်နိမိတ်စီမံရေးဆွဲခဲ့ကြပါတယ်။မြေပုံရေးဆွဲတဲ့အခါမှာအဓိကညှင်းပွားစရာဖြစ်လာတာကတော့Priya တံပဲပဲဖြစ်ပါတယ်။ဒီမြေပုံဆွဲတဲ့အခါမှာနယ်နိမိတ်စီမံကိုပင်လေမျက်နှာပြင်အနေမြင့်ပေါ်မူတည်ပြီးသတ်မှတ်မယ်လို့စာချုပ်မှာပါခဲ့ပေမဲ့လည်းလက်တွေ့မှာတော့ပြဿနာအနေငယ်ရှိသွားခဲ့ပါတယ်။ပြင်သစ်ဟာမြေပုံအတိုင်းဖျားเจ้าကကမ်ဘောဒီးယားနယ်နိမိတ်အတွင်းမှာကြားရောက်တယ်လို့သတ်မှတ်လိုက်ပါတယ်။ထိုင်းဘက်ကကြတော့လဲစာချုပ်မှာပါတဲ့မူအရပင်လေမျက်နှာပြင်ကွာခြားမှုပေါ်မူတည်ပြီးသတ်မှတ်မယ်ဆိုရင်ဖျားเจ้าဟာထိုင်းဘက်မှာရှိတယ်ဆိုပြီးပြောဆိုကြပါတယ်။ဒီလိုညင်းပွားစရာအခြေအနေကနေပထမဆုံးစစ်ဖြစ်ခဲ့တာကတော့1940-41ခုနှစ်ဒုတိယကမ္ဘာစစ်အတွင်းမှာပဲဖြစ်ပါတယ်။ထိုင်းဗိုလ်ချုပ်ဖီပုံဆောင်ချန်ဦးဆောင်တဲ့ထိုင်းစစ်တပ်ဟာပြင်သစ်အင်ဒိုချိုင်းနာတနည်းအားဖြင့်လက်ရှိကမ်ဘောဒီးယားနေရာကိုစစ်ချင်ညာပြီးနယ်မြေတွေသိမ်းယူဖို့ကြိုးစားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဂျပန်ရဲ့ဂျားဝင်စီးစပ်မှုနဲ့နယ်မြေအချို့ထိုင်းရပြန်ရလိုက်ပါတယ်။ဒီဖြစ်ဟာနောက်ပိုင်းနိုင်ငံကြားဆက်ဆံရေးမှာအဖုထစ်တွေဖြစ်လာခဲ့ပါတယ်။ကမ်ဘောဒီးယားလွတ်လပ်ရေးရပြီး1953ခုနှစ်နောက်ပိုင်းမှာတော့ဒီပြဿနာပိုဆိုးရွားလာခဲ့ပါတယ်။နှစ်နိုင်ငံလုံးကအမျိုးသားရေးဝါဒအားကောင်းလာတဲ့အချိန်ဖြစ်ပြီး1959မှာကမ်ဘောဒီးယားဒီကိစ္စကိုနယ်သာလန်နိုင်ငံဟိတ်မြို့မှာရှိတဲ့နိုင်ငံတကာတရားရုံး ICJ မှာတရားစွဲခဲ့ပါတယ်1962ခုနှစ်မှာတော့တရားရုံးကဆုံးဖြတ်ချက်ချတဲ့အဖြစ်ထွက်လာခဲ့ပါတယ်သူတို့သတ်မှတ်လိုက်တာကတော့မြေပုံရဖျားเจ้าကကမ်ဘောဒီးယားပိုင်နယ်မြေဘက်မှာရှိနေပြီးတော့ဒီမြေပုံကိုထိုင်းဘက်ကလည်းကာလရှည်ကြာစွာကန့်ကွက်ခဲ့ခြင်းမရှိခဲ့တာကြောင့်ဖျားเจ้าကကမ်ဘောဒီးယားပိုင်ဆိုပြီးသတ်မှတ်လိုက်တာဖြစ်ပါတယ်။ထိုင်းကဒီအဖြစ်ကိုလက်ခံလိုက်ပေမဲ့တိတ်ပြီးမကျေနပ်ခဲ့ပါဘူး။အခုခေတ်မှာဖြစ်နေတဲ့ပဋိပက္ခတွေရဲ့အစကတော့2008ခုနှစ်မှာစတင်ခဲ့ရပဲဖြစ်ပါတယ်။အကြောင်းရင်းကတော့ကမ်ဘောဒီးယားဖျားဖျားเจ้าကို UNESCO ရဲ့ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်တင်သွင်းခဲ့လို့ပဲဖြစ်ပါတယ်။ထိုင်းဆိုတာဒါကိုပြင်းပြင်းထန်ထန်ကန့်ကွက်ပြီးတော့နှစ်ဖက်စစ်တပ်တွေနှစ်နိုင်ငံနယ်နိမိတ်ကိုရောက်ရှိလာခဲ့ကြပါတယ်။2008အောက်တိုဘာလမှာပြစ်ခတ်မှုတွေစတင်ခဲ့တာဖြစ်ပါတယ်။စစ်သားအသေးအပြောက်တွေရှိလာခဲ့ပြီး2011ဖေဖော်ဝါရီလနဲ့ AP လတွေမှာတိုက်ပွဲတွေပြင်းထန်ခဲ့ပါတယ်။ဒီတိုက်ပွဲတွေမှာစစ်သားနဲ့ရွာသူရွာသား18ယောက်လောက်သေဆုံးခဲ့ပြီးကျွေးရွာ10ရွာလောက်ပျက်စီးကာဒေသခံများစွာနေအိမ်ကိုစွန့်ခွာထွက်ပြေးခဲ့ရပါတယ်။ဒီလိုအခြေအနေတွေဖြစ်လာတဲ့အခါရှေ့တောင်အာရှနိုင်ငံများအသင်းအာဆီယံကချက်ချင်းပဲဝင်ရောက်စိစက်မှုတွေပြုလုပ်ခဲ့ပါတယ်။ကမ်ဘောဒီးယားကလည်းထပ်ပြီးနိုင်ငံတကာတရားရုံးမှာအယူခံတင်သွင်းခဲ့ပါတယ်။ဆုံးဖြတ်ချက်ကိုတော့တရားရုံးက2013ခုနှစ်မှာချမှတ်ခဲ့ပါတယ်။ဖျားเจ้าရဲ့ပတ်ဝန်းကျင်နယ်မြေကိုစစ်တပ်တွေနဲ့စစ်ရေးလှုပ်ရှားမှုကင်းစင်နယ်မြေဖြစ်သတ်မှတ်ပြီးနှစ်ဖက်စစ်တပ်တွေဖယ်ရှားပေးရမှာပဲဖြစ်ပါတယ်။ဒီဆုံးဖြတ်ချက်ကိုထိုင်းတရားရုံးကလည်းလက်ခံလိုက်ပြီးတင်းမာမှုတွေတဖြည်းဖြည်းလျော့ကျသွားခဲ့ပါတယ်။အခုဆိုရင်နယ်နိမိတ်ပြဿနာတဖန်ပြန်ဆလာခဲ့ပြီပဲဖြစ်ပါတယ်။လက်ရှိထိုင်းနဲ့ကမ်ဘောဒီးယားနယ်စပ်တွေမှာအပြန်အလှန်ပစ်ခတ်မှုတွေရှိနေပြီးလေရင်နဲ့ဘုံကျဲရာတွေထိပါဖြစ်နေပါတယ်။ထိုင်းနဲ့ကမ်ဘောဒီးယားနယ်စပ်မှာရှိနေပေါ်ရာတွေအနေနဲ့လည်းအထူးဂရုစိုက်ကြပါလို့ပြောချင်ပါတယ်။ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။အားလုံးဘူးဒူတာအနေနဲ့တင်ဆက်ပေးလိုက်ရခြင်းဖြစ်ပါတယ်။ဘော်ရာတို့မြင်တွေကိုလည်းကွန်မန့်ထဲမှာရေးသွားခဲ့ကြပါအောင်။အားလုံးပေးကင်းဖို့လည်းဆုတောင်းပေးလိုက်ပါတယ်။ Peace out